ဆောဗျာဟာအပ္ပတ္တဝိနိတတူတူတိတ်တိတ်နေဖို့မြတ်စွာဘုရားအမြဲတမ်းဆုံးမတယ်တဲ့နော်အပ္ပတ္တဝဏဝါဒီတူတူတိတ်တိတ်နေတာကိုအမြဲတမ်းချီးမွမ်းစကားပြောတယ်ဒါကဗုဒ္ဓဘာသာဝင်နေမြန်မာလူမျိုးတွေမှာဗုဒ္ဓဘာသာလို့ဆိုပြီးတော့ဘုရားကိုကြီးညိုကိုးကွယ်ပေမဲ့လို့ဘုရားဘာကြောင့်သိလည်းပဲမလိုက်နာဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်ဘုန်းကြီးတို့တခါမုံရမြို့မှာတရားဟောသွားတယ်တရားဟောသွားတဲ့အခါမှာဘုရားပြဝုံထဲမှာတရားဝဲကျင်းပါတယ်တရားဝဲပြီးလို့ဘုရားရုပ်ပွားဆင်းတုတော်ရှိသွားပြီးတော့ကြော့တဲ့အခါမှာခန္ဓာကိုယ်ကြီးတိုက်ထဲဝင်ကြော့တဲ့အခါအားရှိမှာကမ္မထာအထုတ်ပြီးတော့ဘုရားကိုအာယုံပြုနေတာတွေ့ဘုန်းကြီးကဘုရားရှိဝင်ပြီးတော့ဝှချတော့သူကထိုင်ရကကမ္မထာထိုင်တာကိုခိတ္တရပ်ပြီးတော့ဘုန်းကြီးကိုသူကရှ िख ုံးဝှချပြီးတော့စကားစမြည်ပြောပြတယ်ပေါ့သူကအမေရိကန်ကလာတာကမ္မထာအထုတ်ရင်ကနေဘုရားဘာသာဖြစ်လာသူကဘာပြောလဲလို့ဆိုရင်မြန်မာလူမျိုးတွေကတဲ့ဗုဒ္ဓဘာသာတို့သာဆိုတယ်တဲ့ဖះရှိလာလည်းပဲဒီပေါက်ဆိုင်ပေါက်ကလေးလို့ပေါ့လေချက်ချင်းလေးဝိုးလေးချပြီးစကားထိုင်ပြောနေကြတာတဲ့ဖះပရဝုံနဲ့သူကြည့်တယ်ဖះရှိမှာဖះကိုအာယုံပြုပြီးတိတ်တိတ်ဆိတ်ဆိတ်နေတာကဲ့ခါတာနိုင်ငံသားအဲ့ဒါလို့ကဲ့ရဲ့သွားတာအဲ့တော့ဖះကြိုက်တာဘာကြိုက်တယ်လဲဆိုတာဘုရားဘာသာတွေသိဖို့အမှန်တမ်းလိုအပ်တယ်ဘာလို့လဲဆိုကိုဝယ်နေတဲ့ဖះရဲ့ဒီအကျင့်လေးတောင်မှမလိုက်နိုင်ဘူးဆိုတဲ့အခါကျတော့ဒီပဲရှိတယ်ဘာမှအတိတ်ပဲမရှိဘူးဖះရဲ့အဆုံးအမလိုချင်လို့ဖះအဆုံးအမလိုက်နာဖို့ဖះကိုကိုးကွယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဖះစကားနားမထောင်ဘူးကိုကြိုက်တာပဲကိုလုပ်တယ်ဆိုတော့အမှန်တမ်းစဉ်းစားဉာဏ်ကင်းမဲ့ရရောက်တယ်ပေါ့ဖះဝဲတွေဆိုရင်ကျင့်ပါစူးညံနေတာဖះရှိရင်လက်ခံမလားတို့ငယ်စဉ်ကလည်းဖះဝဲတွေအမျိုးမျိုးကြည့်ခဲ့ရောက်တယ်ဆိုလို့ရှိရင်ဖះကိုလာပြီးတော့လဲကြတဲ့သဘောပဲရှောက်ကြည့်တဲ့သဘောပဲဖះကိုအလေးနဲ့ထားတဲ့ပုဂ္ဂိုလ်ဟာအမှန်တမ်းနဲတယ်ဖះပေါ်ရောက်လာရင်စူးစူးညံညံတန်ချက်စက်တွေတခြင်းတွေဖွင့်တယ်အဲ့တော့ဖះနဲ့ပတ်သက်တဲ့သခြင်းလည်းမဟုတ်ဘူးတရားနဲ့ပတ်သက်တဲ့သခြင်းလည်းမဟုတ်ဘူးစကားပြောမဖြစ်ဆိုမဖြစ်အဲ့ဒါလို့ဆူညံမှုတွေနဲ့အမှန်တမ်းလွှမ်းမိုးနေတယ်အမှန်တမ်းမြန်မာလူမျိုးတွေနဲ့လုံနေတဲ့အလုပ်တွေနဲ့ဒါတနိုင်ငံလုံးအနှံ့ဒီတိုင်းပဲဒီတနေရာကိုပြောတာမဟုတ်ဘူးเนาะတနိုင်ငံလုံးအနှံ့လူတွေမစဉ်းစားကြဘူးဘုန်းကြီးတွေလည်းမစဉ်းစားကြဘူးလို့ပြောရမှာဘာလို့လဲဆိုပွဲကလေးရှိရင်အတန်ချက်ဆက်ပါမှာဆူ